အားလုံးပဲမင်္ဂလာပါခင်ဗျာ Linux အခြေခံအကြောင်းလေးကိုတင်ဆက်ပေးမယ့်ဒီစီစဉ်လေးကြိုဆိုပါရစေဒီနေ့မှာတော့လေဤပညာလောကမှာတကယ်ကိုစွမ်းထက်တဲ့ဒူတစ်ခုဖြစ်တဲ့ Linux ကိုဘယ်လိုမျိုးအခါမှ setting လေ့လာနိုင်မလဲဆိုတာကိုအတူတူကြည့်ကြကြမှာပါများသောအားဖြင့် professional grade software တွေကိုလေ့လာမယ်ဆိုရင်အထူးသဖြင့် cloud server တွေ lesson ကြီးတွေအကြောင်းစဉ်းစားလိုက်တာနဲ့ကုန်ကျစရိတ်ကိုစိတ်ပူမိကြမှာပါဒါပေမဲ့လေအဲ့ဒီတွေးကိုခဏမေးထားလိုက်ပါဒီနေ့မှာတော့အဲ့ဒီအယူဆကိုကျွန်တော်တို့လုံးဝပြောင်းပြန်လှန်ပြလိုက်ကြရအောင်ကဲဒါကတော့ဒီနေ့ကျွန်တော်တို့သွားကြမယ့်ခီးစစ်လေးပါပဲအခြေခံလေးကနေစကြမယ်ပြီးရင် Linux ရဲ့အဓိကအားသာချက်တွေကဘာတွေလဲဆိုတာပြောမယ်ပြီးတာနဲ့ကိုယ့် set ထဲမှာပဲအခမဲ့ဘယ်လို setup လုပ်မလဲပြမယ်နောက်ဆုံးမှာတော့ software တွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာလေ့လာပြီးအနည်းချုပ်နဲ့ရှေ့ဆက်လုပ်ရမယ့်အပိုင်းလေးတွေပြောပြသွားမှာပါဟုတ်ပြီအချိန်မဆွဲပဲအခုပဲဆက်လိုက်ကြအောင်ကဲပထမဆုံးအနေနဲ့ operating system OS ဆိုတာတကယ်တော့ပါလဲပြီးတော့ Linux ကအဲ့ဒီထဲမှာဘယ်နေရာကနေပါဝင်နေတာလဲဆိုတာကိုအရင်ဆုံးနားလည်အောင်လုပ်ကြည့်ကြရအောင် OS ကိုလွယ်လွယ်ပြောရရင် computer ရဲ့ manager တယောက်လိုပါပဲသူက CPU တို့ memory တို့လို hardware တွေနဲ့ရှုပ်ထွေးတဲ့ဆက်သွယ်မှုအလုံးကိုတာဝန်ယူကိုင်တွယ်ပေးထားတယ်အဲ့ဒီတော့ကျွန်တော်သုံးနေတဲ့ software တွေနဲ့သုံးစွဲသူတွေကအဲ့ဒီအလုပ်တွေကိုတိုက်ရိုက်လုပ်ဆရာမလို့တော့ဘူးပေါ့ဟုတ်ပြီလောကမှာ OS တွေကတော့အများကြီးရှိတာပေါ့ဒါပေမဲ့ Linux မှာကတခြား OS တွေနဲ့မတူတဲ့ထူးခြားတဲ့အားသာချက်တွေရှိနေပါတယ်အထူးသဖြင့်ကျွန်တော်တို့အားလုံးနဲ့ယဉ်နီးပြီးသားဖြစ်တဲ့ Windows နဲ့ယဉ်ကြည့်လိုက်ရင်ဒါကိုပိုပြီးမြင်ထားရတယ်ဒီမှာအရေးကြီးဆုံးအချက်က Linux ဟာအခမဖြစ်တဲ့အပြင် open source လည်းဖြစ်နေတာပါပဲအဲ့ဒါဘာကိုဆိုလို့တလဲဆိုတော့လေကဘာတဝန်းက developer တွေထောင်ပေါင်းများစွာကသူ့ကိုအမြဲတမ်းပိုကောင်းအောင်ပိုလုံခြုံအောင်ဝိုင်းဝန်းပြီးတော့မြင့်တင်ပေးနေကြတဲ့ဆိုတဲ့သဘောပါပဲဒါကြောင့်မလို့သူကအရန်ကိုခိုင်မာပြီးယုံကြည်စိတ်ချကြတာပါတကယ်တော့အခမဖြစ်တဲ့ open source ဖြစ်တဲ့ပြီးတော့အရန်လုံခြုံတယ်ဆိုတဲ့အားသာချက်တွေကြောင့်ပဲဒီနေ့ခေတ်မှာတကယ်လုံငန်းဝင်သုံး application တွေ service တွေအဲ့ဒါကို production workload လို့ခေါ်ပါတယ်အဲ့ဒီ workload တွေရဲ့90%ကျော်ဟာ Linux ပုံမှာပဲအလုပ်လုပ်နေကြတာပါLinux ရဲ့အသေးနှလုံးအဓိက engine ကတော့ခါနေပါပဲသူက hardware တွေနဲ့တိုက်ရိုက်ဆက်သွယ်ပြီးအလုပ်တွေအားလုံးကိုနောက်ွယ်ကနေလှုပ်ဆောင်ပေးတဲ့အဓိကအကျဆုံး software ဖြစ်ပါတယ်တခြားရအားလုံးဖြစ်ပေါ်လာဖို့အခြေခံအကျဆုံးအစိပ်ပိုက်ပေါ့ဗျာ Linux က open source ဖြစ်တဲ့အတွက် company အသီးသီးကဒီ kernel ကိုပဲအခြေခံပြီးသူတို့ရဲ့ tools တွေ feature တွေနဲ့ပေါင်းစပ်ပြီးတော့ version အမျိုးမျိုးထုတ်ကြပါတယ်အဲ့ဒါတွေကို distributions ဒါမှမဟုတ်အတော့ distro လို့ခေါ်ပါတယ်အဲ့ဒီချိန်မှာ Ubuntu ကတော့အရန်ကိုလူကြိုက်များပြီးအထူးသဖြင့်စတင်လေ့လာသူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲကဲသဘောတရားတွေပြောပြပြီဆိုတော့လက်တိတ်ဘက်ကိုကူးကြအောင်ကိုယ့်ရဲ့ computer ပုံမှာ cloud စိတ်တပြားတစ်ချက်မှမကုန်ပဲ Linux environment ကိုဘယ်လိုမျိုး run ကြမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ Windows သုံးစွဲသူတွေတော့အလွယ်ကူဆုံးနည်းလမ်းက Windows Subsystem for Linux WSL ပါပဲသူက comment အနည်းငယ်ရိုက်လိုက်ရုံနဲ့ Windows ထဲမှာတင် Linux environment အပြည့်စုံတစ်ခုကိုဖန်တီးပြီးနေပါတယ်အရန်ကိုအဆင်ပြေပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့ Docker ပါဒါကပို့ပြီးတော့အစွမ်းထက်တယ်ပြီးတော့ platform လည်းမရွေးဘူးဒီနည်းလမ်းက Linux ကို container လို့ခေါ်တဲ့ပေါ်ပါပြီးတိကျခွဲထားတဲ့ environment တစ်ခုထဲမှာ run ပြီးတာဖြစ်ပြီး Windows မှာရော Mac မှာရော Linux ဆက်မှာပါအသုံးပြုနိုင်ပါတယ်ဟုတ်ပြီအခု Linux system တစ်ခု run နေပြီဆိုတော့အဲ့ဒီထက်ကို Python တို့လို software တခြား tools တွေကိုဘယ်လို install လုပ်ကြမလဲ Linux distribution တွေမှာလည်း software တွေကိုကင်တွယ်ဖို့ package manager ဆိုတာကိုသုံးပါတယ် Ubuntu အတွက်ကတော့ဒီ tool ကို apt လို့ခေါ်တယ်သူက application တွေကို install လုပ်တာ update လုပ်တာဖြတ်တာတွေကိုအရန်လွယ်ကူပြီးစနစ်ကျအောင်လုပ်ဆောင်ပေးပါတယ်ဒါတွေကတော့တီးထားရမယ့်အခြေခံ command တွေပါ software မသွင်းခင်မှာအမြဲတမ်းပထမအဆုံး apt update ကို run ပြီးနောက်ဆုံး software စာရင်းကိုရယူလိုက်ပါအဲ့ဒါပြီးတော့မှ apt install နဲ့ကိုလိုချင်တဲ့ software ကိုထည့်သွင်းရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေထဲကအဓိကအကြဆုံးမှတ်သားစရာအချက်တွေကိုပြန်ပြီးတော့ချုပ်တိလိုက်ကြရအောင်တကယ်တမ်းအရေးကြီးဆုံးကလေဒီလို professional grade 2မျိုးကိုလူတိုင်းအလွယ်တကူလက်လှမ်းမိနိုင်တယ်ဆိုတဲ့အချက်ပါပဲတင်ယူဖို့အတွက်အဓိကတားစီကပိုက်ဆံမပါဘူးစတင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်အခုဆိုရင်အခမဲ့ environment တစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲတည်သွားပြီဆိုတော့နောက်တစ်ဆင့်ကတော့ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ဖို့ပဲကြမှာတော့တယ်ဘယ် Linux distribution ကိုအရင်ဆုံးစမ်းကြည့်ကြမလဲဒီဗီဒီယိုလေးက Mix Reader အတွက်အကျိုးရှိခဲ့တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတိလိုတာရှိရင် comment box မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျ